ကျမအခုတလောအရန်ကို sharing လုပ်ပေးခြင်းတဲ့အရာတစ်ခုရှိတယ်အရန်တော့နည်းနည်းတော့မဟုတ်ဘာလဲဆိုအဝတ်အစားလေးလူတယောက်ရဲ့အမြင်ကိုပြောင်းလဲပေးနိုင်လားပြောချင်တာကွာညီကိုတို့ဝတ်ထားတဲ့အဝတ်အစားကညီကိုတို့အမြင်နဲ့တခြားလူတယောက်ရဲ့အမြင်ကိုယ်အမြင်နဲ့အမြင်ကိုပြောင်းလဲပေးနိုင်လားပေါ့အဲ့ဒါတစ်ချက်စဉ်းစားကြည့်အောင်အဲ့ဒါညီကိုလည်းအရင်တော့ခံခဲ့ရဘူးလေပေါ့နော်ငါဝတ်ထားတဲ့အဝတ်အစားကငါရဲ့အရေးချင်းနဲ့ဘာမှမသက်ဆိုင်ဘူးလို့ထင်ခဲ့ရဒါပေမဲ့အဲ့ဒါလေအဝတ်အစားကြောင့်လူတွေရဲ့အမြင်ကိုပြောင်းလဲတာက maybe 70% လောက်ကိုမှန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ညီကိုအခုဝတ်ထားတဲ့အဝတ်အစားကို networking ပွဲမှာတွားဝတ်ရင်ဘယ်သူမှကိုငါဘလောက်ကြီးပဲလုံနိုင်တယ်ဘာကြီးပဲဖြစ်ဖြစ်ဆိုပြီးဘယ်သူမှကိုယုံမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဟဲ့ဒီခလေးလိုဘာလိုဝတ်ထားတဲ့လူကဒီ company တစ်ခုပိုင်နေဆိုတော့ဘယ်သူကယုံမှာလဲညီတို့အရင်တော့ဒီဘယ်လိုပြောမလဲမက်ဆူကာဘတ်တို့အခုနာမည်ကြီးနေတဲ့လူတွေကိုကြည့်လိုက်ရင်တို့တော့မှဒီလိုရိုးရိုး t-shirt လေးဝတ်ထားတာအဓိကကိုအရေးချင်းနဲ့ပဲဆိုင်နေဆိုမှန်တယ်သူတို့က t-shirt လေးပဲဝတ်နိုင်တော့မှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့ကငါဘာပါဆိုပြီးတော့ပြောနေကြမလို့လူတွေကသူ့ကိုကြည်တာနဲ့အော်မက်ဆူကာဘတ် Facebook ထောင်ထားတယ်ဆိုတော့လူတိုင်းသိတယ်ဒါပေမဲ့ကျမတို့ကကြတော့ကျမတို့ကိုကြည်တာနဲ့ဘာမှန်းသိချာမသိသေးဘူးဝတ်စားဆိုတော့ခလိုကြီးပတ်စံစေးအရန်ကြီးနေတဲ့ branded တွေကိုပြောတာမဟုတ်ဘူးသူ့နေရာနဲ့သူ like ဖတ်တဲ့အဝတ်အစားမျိုးဝတ်နိုင်ရင်ကိုကျမတို့ကအဆင်ပြေပြီပြီးတော့လူတွေရဲ့ first impression ကအရန်ရေးကြီးတယ်ကျမတို့ကိုယ်တိုင်လေးကလူတယောက်ကိုကြည့်လိုက်ရင် first impression ကအရန်ရေးကြီးတယ် तू ကထထမြက်ပုံစံဒီ networking ပွဲဆို networking ပွဲနဲ့ like တဲ့အဝတ်အစားဝတ်တိုင်းလှပကြော့ရှင်းပြီးတော့သူ့ကိုခင်ကျင်တယ်သူနဲ့စကားပြောချင်တယ်အော် तू ကတော့ဒီလိုမျိုး standard တစ်ခုရှိပါလားဆိုပြီးတော့ကျမတို့ကသတ်မှတ်တယ်အဲ့လိုမျိုးပဲကျမတို့ကိုကျမကြည့်လိုက်ရင်ဘယ်လိုပြောမလဲ company အကြီး meeting ပွဲသွားတက်တာကိုဒီလိုမျိုးရိုးဟူဒီလေးနဲ့သွားတက်ရင်ဘယ်သူမှကျမတို့ဟဲ့ဒီကောင်ကဘာကြီးလဲလို့ပဲပြောကြမှာပဲဘာလို့လဲဆိုတော့ကျမတို့မှာ status တစ်ခုမရှိသေးဘူး identity တစ်ခုမရှိသေးဘူးအဲ့ဒါကို identity တစ်ခု authority တစ်ခု status တစ်ခုကိုဖန်တီးဖို့ဆိုရင်ကျမတို့ဒီအဝတ်အစားကသူ့နေရာနဲ့သူဝတ်တက်ဖို့ကလည်းလိုသေးရပေါ့နော်အဲ့တော့အခုကြည့်နေတဲ့လူငယ်တွေလည်းကျမလိုမျိုးပေါ့နော်ယောက်ျားဆန်ဆန်ဝတ်ချင်တဲ့အချိန်ကဝတ်ပေါ့နော်ဒါပေမဲ့တကယ်သွားမဲ့ပွဲလန်းသဘင်နေevent ပွဲတွေတကယ် networking ပွဲတွေသွားမယ်ဆိုရင်ကိုယ့်ရဲ့အဝတ်အစားကလည်း 70% လောက်ကိုအရေးကြီးရပေါ့နော်အဲ့တော့ညီကိုတို့တူတူလှလှပပနေကြမယ် fighting